皆さんこんにちは。ဒီနေ့ကတော့ Hotel ပညာဒါန video day 11ပဲဖြစ်ပါတယ်။ ice 3ခုဆိုတာက ice stone ရေခဲညက်ရေခဲကိုညှက်တဲ့လက်ကညှက်တဲ့ဟာကိုပြောတာပေါ့နော်။ခိုရီဆိုတာကရေခဲကိုဟာဆာမှုဆိုတာညှက်တဲ့ဒိုးငူのことဆိုတာဒိုးငူဆိုတာကကြတော့ကရိယာကိုပြောတာ။အဲ့တော့ရေခဲကိုညှက်တဲ့ကရိယာကိုပြောခြင်းဖြစ်ပါတယ်တဲ့။စန်တန်ဆိုတာကအဆုံးသားလေးမှာတဲ့နာမီဂတာဆိုတာနာမီဆိုတာကရေလိုင်းလိုပုံစံမျိုးလေးတွေဂတာဆိုတာပုံစံပေါ့နော်နာမီဂတာဆိုတာရေလိုင်းလိုပုံစံမျိုးဂီဇာကအာရုဆိုတာကအထစ်ကလေးတွေရှိတယ်သူရဲ့လက်ကအဆုံးသားလေးမှာပေါ့နော်ဒီနားကိုင်းနဲ့ဒီနားလေးတွေမှာသူကဂီဇာအထစ်ကလေးတွေရှိပါတယ်တဲ့ဒီလိုမျိုးအထစ်လေးရှိပါတယ်အဲ့တော့သူကအိုင်စု3ခုဆိုတာရေခဲကိုညှက်တဲ့ကရိယာကိုပြောတာသူရဲ့အဆုံးမှာရေလိုင်းလိုပုံစံမျိုးလေးတွေအထစ်ကလေးတွေရှိတယ်နောက်တစ်ခုနောက်ကကြတော့အိုင်စုဘန်တာဆိုတာကကြတော့ self service ဆိုတာ self service ပေါ့နော်ကိုလောက်ရတာ self service လိုမျိုးခေရှိကိပုံစံမျိုးဖြစ်တယ်ဂျီတိုဆိုတာကအလိုအလျောက်စိတ်ဟျောကီနိုကိုတိုစိတ်ဟျောကီဆိုတာကရေခဲထုတ်ပေးတဲ့ဆက်အဲ့တော့ကိုဘာတာကိုလှုပ်လို့ရတယ်အလိုအလျောက်ရေခဲထုတ်တဲ့ဆက်ကိုပြောတာပါတဲ့အီပန်တက်ကီနီရေဘူးရအပြည့်ပုံမှန်အနေနဲ့ဆိုလို့ရှိရင်နော်ခါကူဆိုတာတိုင်းဖူရောရဆိုတာအလွှာတိုင်းပေါ့နော်အလွှာတိုင်းရဲ့ဘန်ဒါဒူမှုပေါ့နော်ဘန်ဒါဒူမှုဘန်ဒါလူမူရရောကာနာတိုနီဆိုရောကာဆိုတာကကြတော့စင်းကျန်အခန်းဒီအယောင်ပြတဲ့အခန်းဒီပေါ့နော်ဘန်ဒါလူမူဆိုတာအယောင်ပြတဲ့အခန်းဒီရောကာဆိုစင်းကျန်ဒီအစရှိတဲ့ဖြစ်နေမှာတဲ့ဆိုနာအဲစခဲထားတဲ့ဤလူဆိုတာကထားပေးပါတယ်တဲ့အဲ့တော့အိုင်စုဘန်ဒါဆိုတာကကြတော့အလိုအလျောက်ရေခဲထုတ်တဲ့ဆက်ပေါ့နော်သူကအလွှာတိုင်းလိုမှာထားပေးထားတဲ့အယောင်ပြကန်နေမှာထားပေးထားတဲ့စင်းကျန်နေမှာလည်းထားပေးထားပါတယ်တဲ့နောက်တစ်ခုကကြတော့အတန်တန်တိုဆိုတာကကြတော့ဝန်ဆောင်မှုပေးရတယ်သူဝန်ဆောင်မှုပေးရတယ်ကဆက်ခက်ကုဆိုတာက service အပိုင်းပေါ့နော်ကာတီဆိုတာကတာဝန် service တာဝန်ရဲ့ social ဆိုတာကကြတော့သူကအဖွဲ့တွေဘာတွေကိုနာမည်ပေးတဲ့အခါမှာပြောတာအဲ့တော့ဒီတိုင်းဘာသာပြန်လို့ရှိရင်သူကservice တာဝန်ကိုယူရတယ်လို့ပြောတာပေါ့နော် service တာဝန်ကိုယူရတယ်လို့ပြောတယ် hotel လူနီအိုီတဲဝဟိုတယ်အပေါ်မူတည်ပြီးတော့ဟိုတယ်နဲ့လိုက်ပြီးတော့ပေါ့နော်ဘက်တို making ကိုစာစုခုတိုမိုအိုကုဆိုတာကအဲ့ရပြင်တဲ့ဟာတွေလုပ်ပေးရတာလေးပဲရှိပါတယ်တဲ့လူမှုအတန်တန်တိုပေါ့နော်လူမှုအတန်တန်တိုနော်နာတဲ့ရောပါတယ်တို့ဆိုတာကလူမှုအတန်တန်တိုလို့လည်းခေါ်ပါတယ်တဲ့အဲ့တော့လူမှုအတန်တန်တိုဆိုတာကဝန်ဆောင်မှုပေးရတဲ့သူတခါတလေတော့ဟိုတယ်ပေါ်လိုက်ပြီးတော့ဘာဖြစ်လဲဒီအဲ့ရတွေဘာတွေကိုပြင်ပေးရတဲ့ဟာတွေလည်းရှိပါတယ်တဲ့နောက်တစ်ခုအပါဆိုတာကအပါဆိုတာအပေါ်ဘက်ကိုပြောတာရှိဆိုတာဆိုတာကဒီအဝတ်အထည်တွေဘာတွေပြောတာပေါ့နော်ပိတ်စတို့ဘာလို့ပြောဒီမှာကျတော့အပါရှိဆိုတာကလေစည်းပေါ်ကိုပြောချင်တာခုဘီနိုတိုကိုရိုတဲ့ဆိုတာခုဘီဆိုတာကဒီလေဘင်းပေါ့နော်လေဘင်းတဝိုက်မှာခုဘီနိုတိုကိုရိုတဲ့လေဘင်းမှာဘာဖြစ်လဲဆိုတော့အိုရီခါရရှိတဲ့အာရူရှိပတ်ပြီးတော့ရှိတဲ့ဒီပိတ်စကိုပြောခြင်းဖြစ်ပါတယ်တဲ့အဲ့တော့လေစည်းအပါရှိဆိုတာကလေဘင်းမှာပတ်ပြီးတော့ရှိနေတဲ့sheet ပေါ့နော်အဝတ်အစကိုပြောခြင်းဖြစ်ပါတယ်လေစီကိုပြောတာဖြစ်ပါတယ်ပြောပါတယ်amenity shohin ဒါဟိုအရှိမတင်တော့ပါသွားတယ်ပေါ့နော်အရှိဗီဒီယိုကြည့်ထားတဲ့သူတော့ဒါသိပါတယ် second ကဆက်ပြနောက်တစ်ခုကကြတော့ shampoo ဆိုတာကကြတော့ဒီ shampoo ပေါ့နော်ခေါင်းလျှော်ရည်နောက်ကကြတော့ rinse ကပေါင်းစေးဟာပူရာရှိကကြတော့သွားတိုက်တန်းနောက်ခုရှိဆိုတာက B နောက်ကတဲနူဂီဆိုတာတဲဆိုလက်လေနူဂီဆိုတာတုတ်တာအဲ့တော့လက်တုတ်ပေါ်ကအစရှိတဲ့ဖြစ်ပေါ့နော်ဟိုတယ်လူကဟိုတယ်ကနေပြီးတော့ခါကူနီဆိုတာကဧည့်သည်ကိုပေါ့နော်ဧည့်သည်ကိုဘာဖြစ်လဲဆိုတော့ကမူရဆိုတာကအလက်ကတေကျော်စရူပေးထားတဲ့ဘာဖြစ်လဲရှော်မိုဟင်ရူယီကို EO ဆိုတာကရှော်မိုဟင်ရူယီဆိုတာကအသုံးပြုလို့ရတဲ့ပစ္စည်းအမျိုးအစားတွေကိုပြောခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ဒါ amenity ရှော်ဟင်တွေဖြစ်ပါတယ်နောက်တစ်ခုအာဒီချက်ကူအောက်တိုဆိုတာကအာလီချက်ကောက်ကကြတော့ရှူတဆယိုတေဘီနိုဆိုတာကကြတော့ဒီတဲခိုရဲပေါ့နော်တဲခိုရဲရက်ကိုဘာဖြစ်လဲတန်ရှုကုခရီးယာခဲ့ဆိုတာက short ချလိုက်တဲ့သဘောဖြစ်တယ်ပေါ့နော်တဲခိုရဲရက်ကို short ချလိုက်တဲ့သဘောချက်ကူအင်ဂျီနီဆိုတာက check in လုပ်တဲ့အချိန်မှာခကူနစ်တေးတာဆိုတာကဒီဘယ်အချိန်မှာချက်ကောက်လုပ်ပါမယ်လို့ပြောခဲ့တဲ့ဟာကိုတိုင်းဆိုင်ယိုတေးပေါ့နော်နေမဲ့
နေမဲ့အစီအစဉ်ကိုဟာရမဲတဲ့ဆိုတာကစောပြီးတော့ချက်ကူအောက်တို့စားတဲ့သူဘာအိုင်နော်ကိုတို့ချက်ကောက်လုပ်တဲ့ဟာကိုပြောခြင်းဖြစ်ပါတယ်တဲ့အာဒီချက်ကူအောက်တို့ဆိုတာကကိုချက်ကင်ဝင်တဲ့အချိန်မှာဘယ်အချိန်ချက်ကောက်ထွက်ပါမယ်လို့ပြောခဲ့တဲ့အချိန်တက်ပို့ပြီးစောပြီးတော့ထွက်တာအဲ့ဒါကိုအာဒီချက်ကူအောက်တို့လို့ပြောတယ်နောက်တစ်ခုကကြတော့အာဒီချက်ကွင်ကကြတော့ဟိုတယ်လူကခိတေရှိတာချက်ကူအင်တိုင်းမူဂျိုရီမိုဆိုတာဟိုတယ်လူကဟိုတယ်ကခိတေရှိတာတတ်မှတ်ထားတဲ့ချက်ကူအင်တိုင်းချက်ကူအင်တိုင်းမှုဆိုတာက check in time ရောရီမိုဆိုတာကထပ်ပို့ပြီးတော့ဗောနော်မရဲ့နေ့ဆိုတာကမတိုင်ခင်မှာ check in することနော် check in လုပ်တာကိုပြောခြင်းဖြစ်ပါတယ်သူကဟိုတယ်ကနေပြောဘယ်အချိန်မှာ check in လုပ်လို့ရပါတယ်လို့ပြောထားတဲ့ဟာအဲ့ check in အချိန်ထက်စောပြီးတော့ဗောနော်အချိန်ထက်စောပြီးတော့ဝင်တဲ့ဟာကိုအာဒီ check in လို့ခေါ်ပါတယ်